အခုမျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းကင်မရာကိုဝက်ကံဖြစ်နေအသုံးပြုပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာမှာကင်မရာကမကောင်းဘူးဒါမှမဟုတ်လည်းမရှိဘူးဆိုရင်ဒီဖုန်းကင်မရာကိုကင်မရာဖြစ်အသုံးပြုပြီးတော့ဗီဒီယိုကောတွေခေါ်ဖို့အတွက်ရယ် Zoom meeting တွေမှာအသုံးပြုဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဒီ software လေးကိုဘယ်လိုအသုံးပြုရလဲဆိုတာကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကကိုအသုံးပြုနေကြ browser ကိုဒါကွန်ပျူတာထဲမှာဖွင့်လိုက်ပါဖွင့်ပြီးွားရင်ကျွန်တော်တို့က Google ကိုရင်သွားလိုက်ပါသွားပြီးွားရင်အဲ့မှာကျွန်တော်တို့က iWebcam ဆို iWebcam ဆိုတဲ့အားလေးကိုရပြီးတော့ iWebcam for PC လို့ရိုက်ရှာလိုက်ပါရှာပြီးွားရင်သူ free download အနေနဲ့သွားလိုက်ပါအဲ့မှာကျွန်တော်တို့ကသူနဲ့မျိုးစားတွေကြာလာပါလိမ့်မယ်အဲ့ထဲမှာကျွန်တော်တို့အပေါ်ဆုံးက E2 eShop ဆိုတဲ့ site ကိုဝင်လိုက်ပါမယ်ဝင်ပြီးွားရင်ကျွန်တော်တို့ကဒါခဏစောင့်လိုက်ပါစောင့်ပြီးွားရင်ကျွန်တော်တို့ကကွန်ပျူတာမှာ install လုပ်မှာဖြစ်တဲ့အတွက် download for Windows ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါကျွန်တော်မှာတော့ဒီ internet download manager install လုပ်ပြီးသားဖြစ်တဲ့အတွက် internet download manager နဲ့တခါတည်းတက်လာပါတယ် internet download manager မရှိတဲ့လူတွေရောသူ့အောက်က auto download မှာဝင်သွားမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ကတော့ဒါ desktop ပေါ်တင်မှာဖြစ်တဲ့အတွက်ဘေးနားဆက်လေး30ကိုနှိပ်ပြီးတော့ဒီ download ထဲမှာပဲထားလိုက်ပါမယ် program file နဲ့မှာပေါ့နော်installation ပြည့်သွားပြီဆိုရင်ကျွန်တော်တို့ဒီ open folder ဆိုတဲ့ file ကိုဖွင့်လိုက်ပါမယ်အဲ့မှာကျွန်တော်တို့ကဒီမှာ iWebcam ဆိုတဲ့ software လေးကိုမြင်ရမှာပဲဖြစ်ပါတယ်ဒီ software လေးကို install လုပ်ဖို့အတွက်နှစ်ချက်စတိုင်း click လိုက်ပါမယ်OK ကိုဆက်နေပါမယ်ပြီးရင်ကျွန်တော်တို့ကဒီကောင်ကို install လုပ်မှာဖြစ်တဲ့အတွက် I accept the agreement ကိုရွေးပြီးတော့ next ကိုထပ်ပေးပါမယ်ပြီး next ကိုထပ်နေပါမယ်လို့ပဲ next ကိုထပ်သွားပါမယ်ပြီးရင် install ကိုနှိပ်လိုက်ပြီးတော့ခဏစောင့်ပါမယ်ဒါဆိုရင်တော့ install finish ဖြစ်သွားပြီလို့ကျွန်တော်တို့က finish ကိုနှိပ်လိုက်ပါမယ်အဲ့တော့သူကဒီ software ကိုဖွင့်မှာလားဆိုပြီးတခါတန်းမေးပါတယ်အဲ့တော့ကျွန်တော်ဖွင့်မှာဖြစ်တော့ yes လို့နှိပ်လိုက်ပါမယ်တခါလေးကြာနေဒါပထမချိန်မှာကျွန်တော်စမ်းမိသားဖြစ်တဲ့အတွက်သူက allow ဆိုပြီး allow access ဆိုပြီးတော့မမေးတော့ဘဲနဲ့သူတန်းပေါ်လာဖြစ်ပါတယ်ဒီ iWebcam software လေးကို install လုပ်ပြီးသားထားပြီးတော့ဖွင့်ထားပြီးဖြစ်တဲ့အတွက်ဖုန်းထဲမှာလည်းဒီ software ကို install လုပ်ဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းထဲကGoogle Play Store ကိုဝင်လိုက်ပါမယ်Google Play Store မှာကျွန်တော်တို့ကဒီမှာ iWebcam ဆိုတာကို application လေးကိုကျွန်တော်တို့ရိုက်ပြီးတော့ရှာလိုက်ပါမယ်တွေ့ပြီဆိုရင်ကျွန်တော်တို့ကဒီပုံစံမျိုးလေးတွေ့ပြီဆိုရင်ကျွန်တော်တို့ install လုပ်လိုက်ပါမယ်လုပ်ပြီးတော့ကျွန်တော်တို့က installation ပြည့်အောင်ခက်တက်ဆောက်အောင်ပါမယ်installation ပြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့ open ကိုနှိပ်လိုက်ပါမယ် software လေးကိုအလောင်းကိုဆက်နေမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒါကွန်ပျူတာကိုရှာနေပဲဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ဖုန်းကင်မရာကကွန်ပျူတာထဲမှာပေါ်နေပဲဖြစ်ပါတယ်
ဒါဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့မျက်နှာကိုကိုယ့်ဘက်ကိုပြန်လှည့်ခြင်းနဲ့ဆိုရင်တော့ဒီဖုန်းမှာကင်မရာမှာပါတဲ့ဘက်ကင်မရာကိုလှည့်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီနည်းလမ်းလေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာကင်မရာမကောင်းကြဘူးဆိုရင်ဖုန်းကိုကင်မရာဖြစ်နေအသုံးပြုပြီးတော့ဗီဒီယိုကောတွေခေါ်ဖို့အသုံးပြုတာတွေ Zoom meeting တင်နေမှာအသုံးပြုတာတွေကိုဆောင်ရွက်တော့လို့ရမှာပဲဖြစ်ပါတယ်နောက်ထပ်အသုံးဝင်မဲ့နည်းလမ်းလေးတွေကိုလည်းဆက်ပြီးတော့ဖော်ပြပေးသွားပါမယ်